အိမ်အနေကြီးရဲ့အနောက်ဘက်ထင်းရှူတော့အုပ်ဟာနေကင်းဘက်မှာတော့လူဝင်ရဲတဲ့နေရာမဟုတ်ပါဘူးအခုလိုညအချိန်မြုံနှင်းတွေဖုံးလွှမ်းနေတဲ့အချိန်မှာတော့ဒီနေရာဟာလူလောကရဲ့ငရဲပုံကြားတဲ့ကနယ်စပ်မြင်းတစ်ခုလိုဖြစ်နေပါတယ်ခြေလမ်းတွေသတိထားကြမြေကြီးကချောတယ်ဆရာမင်းထင်ကရှေ့ဆုံးကနေဓမီထိုးပြီးလမ်းပြတယ်သူ့နောက်မှာမေသွန်းကိုတီဟာနဲ့မလမြတ်တို့ကတန်းစီပြီးလိုက်လာကြတယ်သူတို့တောထဲကိုပေတရာလောက်ဝင်မိတာနဲ့ပေါင်ရင်းကျင်ရဲ့အခြေအနေကပြောင်းလဲသွားတယ်။လင်းငိမ်သွားတယ်။ပရိအော်တန်ငှက်အော်တန်တွေတိတ်ဆိတ်သွားတယ်။အစားထိုးဝင်ရောက်လာတာကအနက်ဆွဆွနေတဲ့မြေကြီးနက်မဟုတ်ပဲကြာရှည်ခံဆေးစိမ်ထားတဲ့ပုံနှံလိုအနက်ဆိုဆရာကျမခြေထောက်အောက်မှာတစ်မျိုးကြီးပဲမြေသွန်းကရက်လိုက်တယ်။မြေကြီးနင်းရတာမဟုတ်ဘူး။ပျော့စစ်စစ်နဲ့တခုခုကိုနင်းနေရတယ်လို့ပဲမင်းထင်ဓမီကိုအောက်ဆိုင်ကြည့်လိုက်တယ်မြေကြီးကရှုံနေတွေဖြစ်နေတယ်ဒါပေမဲ့တင်းချကြည့်လိုက်တော့ရှုံနေကြတဲ့မှာအဖြူအောင်အစနာတွေလက်ချောင်းရိုးတွေနံရိုးကျိုးတွေသွားတွေသူတို့ရှောက်နေတဲ့လမ်းကြောင်းတစ်ခုလုံးကကြောက်ခဲတွေခင်းထားတာမဟုတ်ပဲလူအယိုးတွေနဲ့ခင်းထားတဲ့လမ်းဖြစ်နေတာအိုးဖျားဖျားမလမြက်ကပါဇက်အုပ်ပြီးအော်လိုက်တယ်မလန့်ပါနဲ့ဒါအယိုးကောင်းလမ်းမကြီးပဲမင်းထင်ကတင်းငိမ်စွာနဲ့ပြောတယ်ဂျပန်ခေတ်တုန်းကဒီဘုံကိုချင်းကိုတူဖို့အတွက်အာရမလုံအားပေးခေါ်ခံခဲ့ရတဲ့ရွာသားတွေအကျဉ်းသားတွေသူတို့တင်ရင်ဒီလမ်းမှာပဲမြုပ်ပြီးလမ်းခင်းခဲ့ကြတာကဲပါရေတစ်ခွက်လောက်လေထဲမှာတိုးတိုးလေးညီးတွားတန်တွေပေါ်လာတယ်ထင်းရှုပင်တွေရဲ့အနောက်ကနေအရင်မဲမဲတွေထွက်လာကြတယ်ပိန်လီပြီးအယိုးပေါ်အရေးတင်ဖြစ်နေတဲ့လူတွေအဝတ်အစားတွေကစုပ်ပြက်နေတယ်မျက်လုံးတွေကခြိုက်ဝင်နေတယ်သူတို့ကရန်လိုတဲ့ပုံစံမဟုတ်ဘူးဒုက္ခရောက်နေတဲ့ပုံစံတွေရေပေးပါအရေးတစ်ခုကမလမြတ်ရဲ့ခြေထောက်ကိုလာဖတ်တယ်မလမြတ်လန့်ပြီးကန်ထုတ်လိုက်တယ်မလုံးနဲ့အမသူတို့ကိုမကန်ပါနဲ့မြေသွန်းကမလမြတ်ကိုတားလိုက်တယ်သူတို့ကရန်သူတွေမဟုတ်ဘူးတားကောင်တွေသူတို့နားကျင်နေတာမြေသွန်းကဒူးထောက်လိုက်ပြီးသူ့လေပင်ကဆွဲကြုပ်ကိုဖြုတ်လက်အုပ်ချီပြီးမြစ်တာပို့တာလိုက်တယ်အတင်ဝင်နေရတတဝါအပေါင်းတို့ကျွတ်လွတ်ကြပါစေတင်တို့ရဲ့ဝေကျွေးတွေကုန်ပါစေမေသွန်းရဲ့မြစ်တာပို့တန်ကြောင့်အရင်မဲတွေကငြိမ်သက်သွားတယ်သူတို့ရဲ့မျက်နှာတွေမှာဒေါသတွေလျော့သွားပြီးဝမ်းနည်းမှုတွေအစားထိုးလာတယ်တဖြည်းဖြည်းနဲ့သူတို့မြူကိုးတွေကြားထဲပြန်လဲပြောက်ကွယ်သွားကြတယ်သွားကြစို့သူတို့လမ်းဖယ်ပြီးပြီမေသွန်းကမောဟိုက်စွာနဲ့ပြန်ထတယ်ဝင်းညင်နေနဲ့ဆက်တယ်ရတာသူ့စွမ်းအင်ကိုတော်တော်ကုန်ခန်းစေတယ်သူတို့ဆက်လျှောက်လာကြတယ်မိနစ်20လောက်ကြာတော့တောင်ကုန်းတစ်ခုရဲ့ခြေရင်းကိုရောက်လာတယ်အဲ့ဒီမှာကြီးမားတဲ့ကွန်ကရစ်တကားပေါက်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်တကားပေါက်ကမြေကြီးရဲ့ကိုထိုးဖောက်ဝင်ရောက်သွားတဲ့ဥမိန်လိုင်ကောင်ဝမ်းကောင်းပေါက်ကြီးတကားရွက်တွေကတံမဏိတွေနဲ့လှုပ်ထားပြီးတန်ကြီးတွေတက်နေပြီတကားဝါရဲ့ဘေးမှာဂျပန်စလုံးတွေရေးထားတဲ့ဆိုင်းမုံဟောင်းကြီးတစ်ခုလဲလဲကျနေတယ်မင်းထင်ကဓမီနဲ့ထိုးကြည့်ပြီးဖတ်လိုက်တယ်အမှတ်404ဇီဝလက်နက်စမ်းသပ်ခံဝင်ခွင့်မပြုတိတံရောက်ပြီဒီနေရာပဲမင်းထင်ကအိတ်ထဲကလက်ပစ်ပုံးနဲ့ဓမြောင်ကိုစစ်ဆေးလိုက်တယ်အထဲမှာဘာနဲ့တွေ့မလဲမသိနိုင်ဘူးကိုတီဟာခမရနောက်ကနေမလမြက်ကိုကောက်ွယ်ထားမေသွန်းမင်းငါဘေးကမခွာနဲ့သူတို့ဥမိန်ပေါက်ထဲကိုဝင်ဖို့ပြင်လိုက်တဲ့အချိန်မှာအထဲကနေအတန်တစ်ခုပဲ့တင်ထပ်ပြီးထွက်လာတယ်ဖေဖေမေကဲပါဦးပုံမလမြက်အော်ဟစ်ပြီးအထဲထဲကိုပြေးဝင်သွားတယ်မလမြက်နေအောင်ကိုတီဟာလိုက်ဆွဲပြီးမမီတော့ဘူးမလမြက်အမှောင်ထဲကိုပြေးဝင်သွားတာနဲ့တပြိုင်နက်ဘုံဆိုပြီးဥမင်ပါဝါကတမဏိတကားကြီးကသူ့အလိုလိုပြန်ပိတ်သွားဖို့ရွေ့လာတယ်မြန်ဝင်ကြမင်းထင်အော်ဟစ်ပြီးပိတ်ခါနေတကားကြားတဲ့ကိုပြစ်သွင်းလိုက်တယ်မေသွန်းနဲ့ကိုတီဟာလည်းနောက်ကနေဒိုင်မင်ပြစ်ဝင်လိုက်ကြတယ်တကားကြီးပိတ်သွားတယ်သူတို့၄ယောက်စလုံးမြေအောက်ကဘာရဲ့အမှောင်တုထဲမှာပိတ်မိသွားကြတယ်အပြင်ကလေတိုက်တန်တွေပျောက်သွားတယ်အစားထိုးကြားလိုက်ရတာကစိုက်ရန်နေရလေဘက်တန်တွေတရက်စစ်စီးတန်တွေနဲ့လူပေါင်းများစွာရဲ့အော်ဟစ်တန်တွေကြိုးစိုးပါတယ်စမ်းသက်ခံမှကြိုးစိုးပါတယ်စပီကာဟောင်းကြီးတစ်လုံးစီကနေအတန်ထွက်လာတယ်ဥမင်လှိုင်ကောင်းတွေကမီးချောင်းတွေကဖလက်နဲ့တချောင်းပြီးတချောင်းလင်းလာပြီးသူတို့သွားမဲ့လမ်းကိုပြတ်တနေတယ်
ရှည်လျားတဲ့ကွန်ကရစ်စင်ကြံလမ်းမကြီးအတိုင်းသူတို့၄ယောက်ရှောက်လာကြတယ်။မျက်နှာချက်ကမီးချောင်းတွေကအလုံးလုံးနေတော့မဲဆိုပေမဲ့ဘိုးအားမငြိမ်လို့မီးအောင်ကစိမ့်ဖန်းဖန်းဖြစ်နေတယ်။လေထုကအေးဆက်လွန်းလို့အသက်ရှူလိုက်တိုင်းနှာခေါင်းထဲမှာအငွေ့တွေထွက်နေတယ်။အနံ့ကပိုပြင်းလာပြီ။ဆရာမင်းထင်ကနှာခေါင်းကိုလက်ကင်ပွားနဲ့အုပ်ထားတယ်။ဖော်မလင်ဆေးရည်နှံကမျက်လုံးတွေဆက်ပြင်းလာတဲ့အထိပြင်းထန်နေတယ်။ဘယ်ဘက်ကိုသွားရမှာ။မင်းသွန်းကမျက်စိစုံမှိတ်ပြီးလမ်းပြတယ်။သူအာယုံထဲမှာမြင်နေရတာကကွန်ကရစ်လမ်းမဟုတ်ဘူး။သွေးတွေစီးဆင်းနေတဲ့မြစ်တစင်းအတိုင်းလမ်းလျှောက်နေရတယ်လို့ခံစားနေရတာ။သူတို့အခန်းကျယ်ကြီးတစ်ခုထဲကိုရောက်သွားကြတယ်။အခန်းထဲမှာနံရံကက်စင်ကြီးတွေအပြည့်ပဲ။စင်တွေပေါ်မှာဖန်ပလင်းတွေစီတန်းထားတယ်။ပလင်းထဲမှာစိမ့်ဝဝအရည်တွေဖြည့်ထားပြီးတစုံတရာကိုစိမ့်ထားတယ်။ဒါတွေကကိုတီးဟာဓမီနဲ့ပလင်းတွေကိုထိုးကြည့်လိုက်တယ်။တရိษံနေမဟုတ်ဘူး။လူခန္ဓာကိုအစိတ်ပိုင်းတွေနှလုံးတွေအုံနောက်တွေမျက်လုံးတွေပြီးတော့သတိသားလောင်းတွေအဆိုးဆုံးကတော့ပလင်းကြီးတစ်လုံးထဲမှာလူကောင်းပြက်တစ်လုံးကိုစိမ့်ထားတယ်။အဲ့ဒီလူကောင်းကမျက်လုံးပွင့်နေပြီးသူတို့ကိုလိုက်ကြည့်နေသလိုပဲ။အကိုတို့ဟိုမှာကြည့်မလာမြတ်ကလည်းညှိုးထိုးပြတယ်။အခန်းရဲ့အလယ်မှာခွဲစိတ်ကရင်တစ်လုံးရှိတယ်။ကရင်ပေါ်မှာလူတစ်ယောက်လဲနေတယ်။မဟုတ်ဘူးလူမဟုတ်ဘူးအစိတ်ပိုင်းတွေကိုပြန်ဆက်ထားတဲ့အယုတ်တယုတ်ပုံလှမြက်ကကရင်စီကိုပြေးသွားတယ်မသွားနဲ့လှမြက်မင်းထင်အော်ဒါပေမဲ့မရအောင်မလှမြက်ကရင်နားရောက်တော့ကရင်ပေါ်ကအယုတ်ကထထိုင်လိုက်တယ်အဲ့ဒါပုံမဟုတ်ဘူးပုံရဲ့အဝတ်စားကိုဝတ်ထားတဲ့ယောက်ျားကြီးတစ်ယောက်ရဲ့ခန္ဓာကိုခေါင်းကတော့ခွေးခေါင်းကိုတက်ထားတာအကောင်ကြီးကမလှမြက်ရဲ့လေပင်ကိုလှမ်းညှစ်လိုက်တယ်လှမြက်ကိုတီဟာကတန်တုတ်တစ်ချောင်းနဲ့ဝင်ရိုက်တယ်အကောင်ကြီးကရိုင်သွားပေမဲ့မလဲဘူးသူကကိုတီဟာကိုလက်ပြန်ရိုက်လိုက်တယ်ကိုတီဟာဖန်ပလင်းစင်တွေပေါ်ကိုလင့်စင်သွားတယ်ဖန်ပလင်းတွေကွဲကုန်ပြီးဖော်မလင်ရည်တွေအသားစားတွေကျမ်းပြင်ပေါ်ပြန့်ကျဲကုန်တယ်မေသွန်းစားနေပတ်မင်းထင်ကအော်ပြောရင်းသူ့လက်ထဲကဓမြကိုဆွဲထုတ်လိုက်တယ်မေသွန်းကအိတ်ထဲကတိတ်တိတင်ထားတဲ့စားတွေကိုလက်နဲ့နှိုက်ပြီးအကောင်ကြီးစီကိုပတ်လိုက်တယ်စားထီးတဲ့နေရာတွေကမီးလောင်တယ်လို့ရှဲရှဲနဲ့မြည်ပြီးအခိုးတွေထွက်လာတယ်အကောင်ကြီးကနာကျင်စွာအော်ဟစ်ပြီးနောက်ဆုတ်သွားတယ်ပြေးရှေ့ကိုဆက်ပြေးမင်းထင်ကကိုတီဟာနဲ့မလှမြတ်ကိုတွန်းထုတ်လိုက်တယ်သူတို့အခန်းထဲကနေထွက်ပြေးပြီးနောက်ထပ်ဇင်းချန်လန်းတစ်ခုစီကိုရောက်သွားကြတယ်အားလုံးအမောဖောက်နေကြပြီသမီးလေးအဲ့ဒီအခန်းထဲမှာမရှိဘူးမလှမြတ်ကငိုရင်းပြောတယ်မရှိဘူးအမခလေးကပုံနှက်တဲ့နေရာမှာရှိတယ်မေသွန်းကနယံကိုလက်နဲ့ထောက်ပြီးအာယုံခံတယ်ပူတယ်ရမ်းပူတယ်မီးဆက်ကြီးမီးရှို့တဲ့နေရာမီးသက်ကြိုဆက်လားမင်းထင်မျက်နှာပြတ်သွားတယ်ဂျပန်ခေတ်တုန်းကစမ်းသပ်ပြီးတည်သွားတဲ့လူတွေကိုမီးရှို့ဖျောက်ပြက်တဲ့မီးဖိုကြီးအဲ့ဒီနေရာကဒီမြေအောက်ခန်းရဲ့အနိုင်ဆိုင်ဆုံးနဲ့အဆိုးအဝါးဆုံးနေရာပဲပုံကိုအဲ့ဒီကိုခေါ်သွားတာလားကိုတီဟာမေးတယ်ဟုတ်တယ်သူတို့ကလေးကိုရစ်ပူစော်မလို့မိသွန်းပြောလိုက်တဲ့အချိန်မှာပဲဇင်းကြံလန်းရဲ့အစုံမှာအနီရောင်မီးအောင်တစ်ခုလင်းလာတယ်ပြီးတော့တန်တကားကြီးတစ်ချက်ပွင့်သွားတဲ့အတန်တကားပွင့်သွားတဲ့နေရာကနေအပူငွေ့တွေထွက်လာတယ်အဲ့ဒီအပူငွေ့နဲ့အတူရင်းနှီးနေတဲ့အတန်လေးတစ်ခုထွက်ပေါ်လာတယ်ဖေမေပူတယ်သမီးကိုကဲပါအောင်ပုံရဲ့အတန်ဒါပေမဲ့ဒီတစ်ခါအတန်ကဝိညာဉ်တန်မဟုတ်ဘူးတကယ်လူသားတယောက်ရဲ့ကြောက်လန့်တကြားအော်ဟစ်တန်သမီးကိုတီဟာနဲ့မလာမြက်အရှိကိုပြေးထွက်သွားကြတယ်ဆရာသူတို့ကိုတားမရတော့အထဲမှာကောင်ကြီးရှိနေတယ်မေသွန်းကမင်းထင်ကိုသတိပေးတယ်ငါတို့ရင်ဆိုင်ရတော့မယ်မေသွန်းမင်းထင်ကလက်ပြပုံကိုထုတ်ပြီးပင်ကိုကင်ထားလိုက်တယ်အဆုံးသက်တိုက်ပွဲရောက်ပြီမီးလောင်တန်းကြီးကမုံတိုင်းတစ်ခုလိုစုညံ့နေတယ်သူတို့၄ယောက်အခန်းထဲကိုဝင်လိုက်တာနဲ့အပူရှိန်ကမျက်နှာကိုလာဟပ်တယ်အခန်းကဘောလုံးကွင်းတစ်ဝက်လောက်ကျယ်ပြီးအလေတက်တက်မှာကြီးမားလာတဲ့မီးတကြိုဆက်ကြီးရှိနေတယ်တကြိုဆက်တကားဝါကဟာလာဟင်းလင်းပွင့်နေပြီးအထဲမှာမီးတောက်တွေကငရဲမီးလိုနေရဲတောက်လောင်နေတယ်ပုံ
မလမြတ်အော်ဟစ်လိုက်တယ်မိဖို့ရဲ့အရှိမတမဏိကရင်တစ်လုံးရှိတယ်အဲ့ဒီကရင်ပေါ်မှာပုံပုံကိုကျိုးတွေနဲ့ချီနှောင်ထားတယ်ပုံပုံကမိနေတာမဟုတ်ဘူးမျက်လုံးတွေပြူးကျဲပြီးကြောက်လွန်းလို့အတန်တောင်မထွက်နိုင်ပဲငိုနေတာကရင်ကမိဖို့တဲ့ကိုဝင်မဲ့တန်လန်းပေါ်မှာတင်ထားတာဖေဖေမေမေပုံပုံကမိဘတွေကိုမြင်တော့အာကိုတကြီးအော်တယ်သမီးကိုလှော့ဆန်းကိုတီဟာကတန်တော့ကိုဝှေ့ရမ်းပြီးရှေ့ကိုတိုးသွားတယ်ရလိုက်အတန်အော်ကြီးတစ်ခုပေါ်လာတယ်မိဖို့ရဲ့ဘေးကအမှောင်ရိပ်တွေကနေဘုံမိုးကြီးတာနာကထွက်လာတယ်ဒီတစ်ခါသူတယောက်တည်းမဟုတ်ဘူးသူ့ဘေးမှာမျက်နှာမပါတဲ့မီးလောင်ထားတဲ့ကိုခန္ဓာတွေနဲ့ဂျပန်စစ်သားဝင်းကျင်စေကောင်လောက်ဝိုင်းရံထားတယ်မင်းတို့နောက်ကျသွားပြီစမ်းသပ်မှုအောင်မြင်ဖို့ဒီကလေးရဲ့သွေးကလိုအပ်တယ်တာနာကာကလက်ကိုဝေ့ရမ်းလိုက်တယ်တိုက်ခိုက်စမ်းစစ်သားဝင်းကျင်တွေကလေထဲမှာပြန်ဝဲပြီးကိုတီဟာနဲ့မလာမျက်စီတိုးဝင်လာတယ်မေသွန်းအကာအကွယ်လို့မင်းထင်အော်လိုက်တယ်မေသွန်းကမျက်လုံးမိတ်ပြီးလက်နက်ဖက်ကိုဆန့်တန်းပြီးပါဇက်ကနေရွတ်ဖက်လိုက်တယ်နမောတတရွှေရောင်အလင်းတန်းတစ်ခုသူတို့ရှေ့မှာအကာအကွယ်လိုပေါ်လာတယ်ဝင်းညင်တွေကအလင်းတန်းကိုတိုက်မိပြီးလွင့်စင်ကုန်တယ်ကိုတီဟာခမရတို့သမီးစီကိုပြေးကျွန်တော်တို့ဒီကောင်တွေကိုထိန်းထားမယ်မင်းထင်ကဓမြောင်ကိုဆွဲထုတ်ပြီးရှေ့ထွက်လိုက်တယ်တာနာကမင်းရဲ့အချိန်ကုန်ပြီမင်းထင်ကဓမြောင်နဲ့စဝိညာဉ်တကောင်ကိုထိုးဆိုင်လိုက်တယ်အာဝင်းညင်ကမိခိုးအဖြစ်ပြောင်းသွားပြီးပျောက်ကွယ်သွားတယ်ကိုသေးဟာနဲ့မလာမြတ်ကဝင်းညင်နေကြတဲ့ကနေအတင်းတိုးပြီးပုံပုံရှိရာဂရင်စီကိုပြေးသွားတယ်ဒါပေမဲ့တာနာကာကရက်ဆက်စွာပြုံးလိုက်တယ်သူကမိဖို့ဘေးကမြားရန်တစ်ခုကိုဆွဲချလိုက်တယ်တန်လန်းတွေစတင်လဲပတ်လာတယ်ပုံပုံကိုတင်ထားတဲ့ဂရင်ကမီးဟုံဟုံတောက်နေတဲ့မိဖို့ဝါစီကိုတဖြည်းဖြည်းရွေ့သွားတယ်မလောင်နဲ့မလာမြတ်အော်ဟစ်ပြီးဂရင်ကိုလှမ်းဆွဲတယ်ဒါပေမဲ့ဂရင်ကတန်လန်းပေါ်မှာမို့လူအားနဲ့ဆွဲမရအောင်စက်ရနေရကြီးကတရွရွနဲ့ဆွဲယူနေတာကိုတီဟာလောက်ပါအောင်သမီးမီးထဲဝင်တော့မယ်ကိုတီဟာကဂရင်ဘိန်းတွေကိုဆွဲထားပေမဲ့မရအောင်အပူရှိန်ကအရန်ပြင်းလာပြီပုံပုံရဲ့သပင်တွေတောင်အပူကြောင့်တွန့်လင်လာပြီဖေဖေပူရဲဖေဖေအဲ့ဒီအချိန်မှာတာနာကာကမင်းထင်ကိုဓာတ်နဲ့ခုတ်ဖို့ရွေလိုက်တယ်မင်းထင်ကရှောင်လိုက်ပေမဲ့ခြေခောက်ပြီးလဲကျသွားတယ်ဓာတ်ချက်ကမင်းထင်ရဲ့ပခုံးကိုရှက်ထိသွားတယ်သွေးတွေပန်းထွက်လာတယ်ဆရာမင်းတို့အော်လိုက်တယ်တာနာကာကမင်းထင်ရဲ့လေပင်ကိုဓာတ်နဲ့ရွေလိုက်တယ်မင်းကအရင်သေးရမယ်မင်းထင်ကနာကျင်နေတဲ့ကြားကပြုံးလိုက်တယ်ငါသိရင်သိပါစေမင်းကိုတော့အပခေါ်သွားမယ်မင်းထင်ကသူ့လက်ထဲကလက်ပစ်ပုံကိုထုတ်လိုက်တယ်ဒါပေမဲ့သူကတာနာကာကိုပြစ်ဖို့ရွေတာမဟုတ်ဘူးသူကပုံပုံကိုဆွဲယူနေတဲ့စက်ရန်နေရရဲ့မောင်းတန်စီကိုပြစ်ဖို့ရွေလိုက်တာကိုတီဟာခေါင်းငုတ်ထားမင်းထင်ကလက်ပစ်ပုံရဲ့ပင်ကိုနှုတ်လိုက်တယ်သွားစမ်းမင်းထင်ကလက်ပစ်ပုံကိုစက်ခန်းထဲကိုအားကုန်ပစ်ထည့်လိုက်တယ်တာနာကမျက်လုံးပြူးသွားတယ်ပေါက်ကွဲတန်ကြီးကမြေအောက်ခန်းတစ်ခုလုံးကိုတုန်ခါသွားစေတယ်မီးခိုးတွေတန်ဆတွေလွင့်စင်ကုန်တယ်ပုံပုံကိုဆွဲနေတဲ့တန်လန်းကြီးရက်တန့်သွားတယ်စက်ရန်နေရာကြီးပျက်စီးသွားပြီးမီးဘိုတကားကြီးကဘုံကနေပြုတ်ကြကမီးပေါက်ဝကိုပိတ်မိသွားတယ်သမီးလေမလာမြက်ကမီးခိုးတွေကြားထဲကနေပုံပုံကိုအတင်းဝင်ဆွဲတယ်ကျိုးတွေကိုဖြီးတယ်ရပြီသမီးလွတ်ပြီကိုတီဟာကသမီးကိုပွေ့ချပြီးရင်ခွင်ထဲထည့်လိုက်တယ်ဒါပေမဲ့ဇလန်းကမပြီးသေးဘူးပေါက်ကွဲမှုကြောင့်ဒေါသအထွတ်ထိပ်ရောက်သွားတဲ့တာနာကာကသူ့ရဲ့ဝိညာဉ်စွမ်းအားထုတ်သုံးလိုက်ပြီးသူ့ခန္ဓာကိုယ်ကကြီးထွားလာတယ်မျက်နှာကပိုပြီးပျက်စီးသွားတယ်အဆွဲတွေထွက်လာတယ်ငါရဲ့စိတ်ယုံကိုဖျက်ဆီးရပေါ့မင်းတို့အားလုံးဒီမီးပေါ်ထဲမှာပြဖြစ်သွားစေရမယ်တာနာကာကလက်နှစ်ဖက်ကိုမြှောက်လိုက်တယ်အခန်းတစ်ခုလုံးကမီးတောက်တွေကသူ့အမိတ်ကိုနာခံတယ်လို့လေထဲမှာပြန်ဝဲလာပြီးမင်းထင်တို့အုပ်စုကိုဝိုင်းထားလိုက်တယ်ထွက်ပေါက်ပိတ်သွားပြီမေသွန်းမင်းအလှည့်ရောက်ပြီမင်းထင်ကဒဏ်ရာကိုလက်နဲ့ဖိရင်អော်လိုက်တယ်မင်းရဲ့စိတ်ဆွမ်းအားနဲ့
သူ့ရဲ့မှတ်ဉာဏ်တွေကိုဝင်ပြီးဖျက်ဆီးပစ်မင်းသွန်းခေါင်းညှိလိုက်တယ်သူမျက်လုံးမှိတ်ပြီးတဏကာရဲ့ဝိညာဉ်စီကိုစိတ်ချင်းဆက်သွယ်လိုက်တယ်ငါမင်းရဲ့အတိတ်ကိုမြင်တဲ့တဏကာမင်းသွန်းအော်ဟစ်ပြစ်လိုက်တာနဲ့တပြိုင်နက်သူ့ခန္ဓာကိုယ်ကတောင့်တင်းသွားပြီးမျက်ဖြူလန့်သွားတယ်သူစိတ်ဝိညာဉ်ကလက်ရှိကာလမြေအောက်ခန်းထဲကနေလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်1945ခုစီကိုလွင့်ဆင်သွားတယ်1945ခုမန်လာမြေမြို့နေရအမှတ်404မြေအောက်စမ်းသက်ခံမြင်တော့မြင်နေရတဲ့မြင်ကွင်းကအဖြူမဲဖြစ်နေတယ်အပြင်မှာဘုံတန်တွေတနတ်တန်တွေကြားနေရတယ်မဟာမိတ်တပ်တွေမြေမြို့ကိုဝင်လာနေပြီမြေအောက်ခန်းထဲမှာတော့ဘုံမူးကြီးတနာကလူဘွားကဒေါသတကြီးလှုပ်ရှားနေတယ်သူကဇပွဲပေါ်ကမှတ်တမ်းစာအုပ်တွေကိုမီးရှို့နေတယ်စောက်ခွာခွင့်မရှိဘူးဧကရစ်မင်းမြတ်အတွက်ဒီလှုပ်ဝက်ချက်တွေကိုကာကွယ်ရမယ်တနာကာကအခန်းထဲမှာရှိနေတဲ့သူနာပြုတ်ဆရာမလေးတွေနဲ့လက်အောက်ငယ်သားစစ်သားတွေကိုတန်းစီခိုင်းလိုက်တယ်သူနာပြုတ်တွေကငိုနေကြတယ်မလောက်ပါနဲ့ဘုံမူကြီးကျမတို့အိမ်ပြန်ကျင်ပါတယ်တနာကာကသူ့ရဲ့ဆာမူတိုင်းဓာတ်ကိုဆွဲထုတ်လိုက်တယ်ငါရဲ့ဝိညာဉ်တွေကဒီနေရာကိုထာဝရစောင့်ရှောက်ရမယ်တနာကာကရရက်ဆက်ဆက်ပဲသူနာပြုတ်ရဲ့လေပင်ကိုဓာတ်နဲ့ဖျက်လိုက်တယ်သွေးတွေကပန်းထွက်လာပြီးတနာကာရဲ့ဓာတ်ပေါ်ကိုစီးကျလာတယ်ထူးဆန်းတာကဓာတ်ကသွေးတွေကိုစုပ်ယူလိုက်တယ်လို့ဓာတ်သွားကအနီရောင်တောက်လာတယ်နောက်ဆုံးမှာတနာကာကဂျပန်ရိုးရာအတိုင်းဒူးထောက်ထိုင်ချလိုက်တယ်သူကဓာတ်ကိုသူ့ပိုက်ထဲထိုးဆိုင်ဖို့ပြင်လိုက်တယ်ဒါပေမဲ့တာမန်ဟရာကီရီလောက်တာမဟုတ်ဘူးသူကမန်နန်တစ်ခုကိုရွတ်နေတာငါရဲ့အမုန်းတရားငါရဲ့သွေးဒီဓာတ်မှာကိန်းအောင်စေဘသူကမှအဝင်မခံနဲ့ဘသူကမှအထွက်မခံနဲ့အာတနာကာကဓာတ်နဲ့သူ့ပိုက်ကိုထိုးဆိုင်လိုက်တယ်သွေးတွေကကျမ်းပြင်ပေါ်မကျပဲဓာတ်စီကိုပဲစီးဝင်သွားတယ်သူတည်သွားတဲ့အချိန်မှာသူ့ဝိညာဉ်ကအပြင်ကိုမထွက်သွားဘူးအဲ့ဒီဓာတ်တွေကိုစီးဝင်သွားတာကိုမေသွန်းထင်းထင်းရှားရှားမြင်လိုက်ရတယ်ဒါအဲ့ဒီဓာတ်ကသူ့အသက်ပဲမေသွန်းစိတ်ထဲကနေអော်လိုက်တယ်မေသွန်းထဆန်းမေသွန်းမင်းထင်ကမေသွန်းကိုလှုပ်နိုးနေတယ်ပဝင်းကျင်မှာမီးတွေကဝိုင်းလာပြီတနာကာကသူတို့စီကိုခြေလမ်းကျဲကြီးတွေနဲ့ရှောက်လာနေတယ်သူ့လက်ထဲမှာအနီရောင်တောက်နေတဲ့ဓာတ်ကိုကင်ထားတယ်တေကြဆန်းတနာကာကဓာတ်ကိုမြှောက်ပြီးမင်းထင်ကိုခုတ်လိုက်တယ်ကိုတီဟာကဘီနာကတန်တုံးနဲ့ဝင်ခံလိုက်တယ်တန်တုံးကပြက်ထွက်သွားတယ်ကိုတီဟာလွန်းထွက်သွားပြီးနံရံနဲ့စောင့်မိတယ်အကိုမလာမြက်အော်လိုက်တယ်တနာကာကမင်းထင်ကိုခြေထောက်နဲ့ကန်လိုက်တယ်မင်းထင်လဲကျသွားတဲ့အချိန်တနာကာကဓာတ်နဲ့ထိုးဆိုင်ဖို့ရွယ်လိုက်တယ်ဟဲ့မေတို့မျက်လုံးပွင့်လာတယ်သူအသက်ကိုဝဝရှူလိုက်တယ်ဆရာဒါမေတို့အော်ပြောလိုက်တယ်သူ့ဝိညာဉ်ကအဲ့ဒီဓာတ်ထဲမှာဓာတ်ကိုချုပ်ပြစ်မှရမယ်မင်းထင်ကချက်ချင်းသဘောပေါက်သွားတယ်တနာကဓာတ်နဲ့ထိုးချလိုက်တဲ့အချိန်မှာမင်းထင်ကဘေးကိုလှိမ့်ရှောင်လိုက်တယ်ဓာတ်ကကွန်ကရစ်ကျမ်းပြင်ပေါ်ကိုထိုးဆိုင်မိပြီးမြည်သွားတယ်ကိုတီဟာအဲ့ဒီဓာတ်ကိုဆွဲထားမင်းထင်အော်ပြောပြီးတနာကာရဲ့လက်မောင်းကိုခုန်ဖက်လိုက်တယ်ကိုတီဟာကနာကျင်နေတဲ့ကြားကနေပြေးလာပြီးကျမ်းပြင်မှာစိုက်နေတဲ့ဓာတ်ကိုလက်နှစ်ဖက်နဲ့ဆွဲကင်ထားလိုက်တယ်မထင်းနဲ့တနာကာအော်ဟစ်ပြီးကိုတီဟာကိုကန်ထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့မင်းထင်ကတနာကာရဲ့လေပင်ကိုအနောက်ကနေတိုင်းဖက်ပြီးချုပ်ထားတယ်မေသွန်းလှုပ်တော့မင်းထင်အော်လိုက်တယ်မေသွန်းကကျမ်းပြင်ပေါ်မှာကျနေတဲ့ကြောက်တုံးကြီးတစ်ခုကိုကောက်ယူလိုက်တယ်သူဓာတ်ရှိရာကိုပြေးသွားတယ်ကိုတီဟာကဓာတ်ကိုမလွတ်တမ်းကင်ထားတယ်ဓာတ်ကမီးပုံလုံးလို့သူ့လက်ဝါးတွေမီးလောင်ပြီးအေးအေးပြောနေပြီမြန်လို့ငါမရတော့ဘူးမေသွန်းကကြောက်တုံးကိုခေါင်းပေါ်မြှောက်လိုက်တယ်နင်းရဲ့ကျိန်စာတွေဒီမှာရင်ပြီးဆုံးစေမေသွန်းကကြောက်တုံးနဲ့ဓာတ်ကိုထုချလိုက်တယ်ဓာတ်ကမကြိုးအဲ့ရပဲထသွားတယ်မင်းတော့မနိုင်ပါဘူးတနာကာကမင်းထင်ကိုခါချလိုက်ပြီးမေသွန်းစီကိုလက်လှမ်းလိုက်တယ်နောက်တစ်ချက်မေသွန်းအကုံသုံးပြီးဒုတိယအကြိမ်ထပ်ထုလိုက်တယ်ဒီတစ်ခါတော့မင်းထင်ကသူ့ရဲ့တန့်စီရင်ပလင်းကိုဓာတ်ပေါ်ကိုပြစ်သွန်လိုက်တယ်တန့်စီရင်နဲ့ထိပြီးအကွဲသွားတဲ့ဓမာကြီးကနှစ်ပိုင်းကျိုးထွက်သွားပါတော့တယ်
ကျိုးသွားတဲ့ဓာကနေအနီရောင်အလင်းတန်းကြီးပောက်ကွဲထွက်လာတယ် အာ တဏ္ဍာကာရဲ့ခန္ဓာကိုယ်ကြီးကအကွဲကုန်တယ်သူ့မျက်နှာကြီးကကြွေရုပ်ကွဲသလိုအပိုင်းပိုင်းအဆအဆတွေကွဲထွက်သွားတယ်သူ့ခန္ဓာကိုယ်တွေကနေသူတက်ခဲ့တဲ့သူနာပြုတွေစစ်သားတွေရွာသားတွေရဲ့ဝိညာဉ်တွေဒလဟောထွက်လာကြတယ်အဲ့ဒီဝိညာဉ်တွေကတဏ္ဍာကာကိုပြန်ပြီးဝိုင်းဆွဲကြတယ် ဘလောက်ကြနဲ့ငါကမင်းတို့ရဲ့သခင် အခုမဟုတ်တော့ဘူးဝိညာဉ်တွေကတဏ္ဍာကာကိုဆွဲယူပြီးငရဲမီးတောက်တွေကြားထဲကိုဆွဲခေါ်သွားကြတယ်အလင်းရောင်တစ်ချက်လက်သွားပြီးတဲ့နောက်မြေအောက်ခန်းကြီးတစ်ခုလုံးငြိမ်သက်သွားတယ်မီးတောက်တွေငြိမ်သွားတယ်စက်တန်တွေရက်သွားတယ်ကြံရိတ်ခဲ့တာကတော့မောဟိုက်နေတဲ့အသက်ရှူတန်းတွေနဲ့ကျမ်းပြင်ပေါ်မှာကျိုးပဲ့နေတဲ့ဆာမူရိုင်းသားအပိုင်းစတွေပဲဖေးသွားပြီလားမလမြတ်ကပုံမုံကိုဖတ်ရင်တူတူလေးမေးတယ်နေသွန်းကကျမ်းပြင်ပေါ်မှာထိုင်ချလိုက်တယ်ဟုတ်ကဲ့ပြီးသွားပါပြီအမသူသွားပါပြီမင်းထင်ကဒဏ်ရာရထားတဲ့ပခုံးကိုကန်ရင်ထလာတယ်သူကကျိုးနေတဲ့ဓာတ်ကိုကန်ထုတ်လိုက်တယ်သွားကြစို့ဒီနေရာမှာကြမနေသင့်တော့ဘူးသူတို့လေးယောက်ပုံမုံကိုပွေ့ချပြီးမြေအောက်ခန်းထဲကနေပြန်ထွက်လာကြတယ်အပြင်မှာမနက်ခင်းအာယုံတက်နေပါပြီမိမျိုးရဲ့မြူနှင်းတွေမိမျိုးရဲ့မနက်ခင်းနေအောင်ကြီးကထင်းရှူတောအုပ်ကြားထဲကနေဖြာကျလာပြီးမြေပြင်ပေါ်ကနှင်းဆက်တွေကိုစိန်ပွင့်တွေလိုတောက်ပစေပါတယ်မင်းညကငရဲကန်းလိုဖြစ်နေတဲ့နေရာဟာအခုတော့ငြိမ်ချမ်းနေပါပြီကိုတီဟာလက်ကတန်ရတက်တာရဲ့လားဆရာမင်းထင်ကဆေးထည့်ပြီးရင်မေးလိုက်တယ်ကိုတီဟာကလက်ဝါးနှစ်ဖက်လုံးပတိစီးထားရတယ်ဓာတ်ကိုဆွဲကင်ခဲ့တော့ကရခဲ့တဲ့မီးလောင်တန်ရတွေတက်တာပါတယ်ဆရာသမီးလေးအသက်ရှင်တာနဲ့ရှင်ရင်ဒီတော့ကအသေးဖွဲလေးပါကိုတီဟာကမလာမြရဲ့ပေါင်ပေါ်မှာအိပ်ပျော်နေတဲ့ပုံပုံလေးကိုကြည့်ပြီးပြုံးလိုက်တယ်ပုံပုံကအိမ်မက်ဆိုးတွေကနေလွတ်မြောက်သွားပြီးမို့နင်းနေချိုက်ချိုက်အိပ်ပျော်နေတယ်ကျွန်တော်ဒီအိမ်ကိုဒီတိုင်းပဲထားခဲ့တော့မယ်ဆရာကိုတီဟာကအိမ်ကြီးကြီးကိုမောကြည့်ရင်ပြောတယ်ရောင်းလို့ရရင်ရောင်းမယ်မရရင်လည်းဒီတိုင်းပစ်ထားလိုက်မယ်ကျွန်တော်တို့မိသားစုရန်ကုန်ပြန်တော့မယ်ပတ်စံမရှိရင်နေပါစေမိသားစုအတူရှိနေရင်ပြီးတာပါပဲကောင်းပါတယ်ကိုတီဟာဒီအိမ်ကတာမန်လူတွေနေလို့ရမယ့်အိမ်မျိုးမဟုတ်ဘူးမင်းထင်ကခေါင်းငိမ့်ထောက်ခံလိုက်တယ်မေသွန်းကကားနောက်ဖုံးတွေကနေတစ်သားတစ်တာတစ်လုံးယူလာတယ်တစ်တာပေါ်မှာအင်းကွက်တွေဗန်နန်တွေရေးဆွဲထားတယ်ဆရာဒါကိုဘယ်လိုလုပ်မလဲမေသွန်းလက်ထဲမှာအဝတ်ဖြူနဲ့ပတ်ထားတဲ့အရာတစ်ခုရှိတယ်နှစ်ပိုင်းကျိုးနေတဲ့ဘုံမူကြီးတဏ္ဍာကာရဲ့ဆာမူရိုင်းဓာတ်ကကျိုးနေပေမဲ့အဝတ်ဖြူကြားထဲကနေမဲနဲ့နေတဲ့အခိုးငွေတွေထွက်နေတော့မယ်ဒါကိုကျွန်တော်တို့နဲ့အတူရန်ကုန်ပြန်တည်သွားရမယ်မင်းထင်ကဓာတ်ကျုပ်ကိုတစ်တာထဲထည့်ပြီးတောက်ခတ်လိုက်တယ်ဒီဓာတ်ထဲမှာလက်ကျန်စွမ်းအင်တွေရှိနေသေးတယ်မတော်တဆတယောက်ယောက်ကောက်ရောက်သွားရင်ဒုက္ခရောက်လိမ့်မယ်ကျွန်တော်ရဲ့သိမ်းစီခန်းမှာပဲထားတာစိတ်ချရဆုံးပဲကဲသွားကြစို့ကိုတီဟာရမိသားစုသူတို့ကားနဲ့သူတို့အရင်ထွက်သွားကြတယ်မင်းထင်နဲ့မိသွန်းကတော့နောက်ဆုံးအနေနဲ့အိမ်ကြီးကိုလှည့်ကြည့်လိုက်တယ်အိမ်တကာမကြီးကိုတန်ကြိုးတွေနဲ့အသေးခတ်ထားခဲ့ပြီအန်ရရှိသည်ဆိုတဲ့ဆိုင်းပုတ်ကိုချိတ်ထားခဲ့တယ်မေသွန်းမင်းဘာတွေ့သေးလဲမင်းထင်ကမေးလိုက်တယ်မေသွန်းကအင်ကြီးရဲ့ဒုတိယထပ်ဘရင်ပေါက်ကိုမောကြည့်လိုက်တယ်အဲ့ဒီမှာဖြူဖက်ဖြူရောမျက်နှာနဲ့သူနာပြုဆရာမလေးတယောက်ဝမ်းနဲ့စာရက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့ဒီတစ်ခါတော့ရန်လိုတဲ့အကြည့်မဟုတ်တော့ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြည့်မျိုးမရှိတော့ပါဘူးဆရာအားလုံးပြီးသွားပါပြီမေသွန်းပြုံးပြီးကားပေါ်ကိုတက်လိုက်တယ်လန်ခရူဇာကားကြီးကထင်းရှူတော်လန်လေးအတိုင်းမောင်းထွက်လာခဲ့တယ်လန်တဝက်ရောက်တော့မင်းထင်ရဲ့ဖုန်းမြည်လာတယ်မင်းထင်ဖုန်းကိုကောက်ကန်လိုက်တယ်ဟယ်လိုမင်းထင်ပြောနေပါတယ်တစ်ဖက်ကအတန်ကအလောတကြီးဖြစ်နေတယ်ဆရာမင်းထင်လားခင်ဗျာကျွန်တော်ဗကန်ကရှေးဟောင်းသူတေသနာအရာရှိပါဆရာကိုအကူအညီတောင်းချင်လို့ပါဗကန်ဖျားဟောင်းတစုမှာတူးဖော်ရေးလုပ်ရင်းနဲ့အလုပ်သမားတွေထူးဆန်းတဲ့ယောဂတွေဖြစ်ပြီးတိတ်ကုန်ကြလို့ပါဒီသားခံတွေကတော့နှဆိုးလာတယ်လို့လည်းပြောကြတယ်မင်းထင်ကမေသွန်းကိုလှမ်းကြည့်လိုက်တယ်မေသွန်းကနားလေတယ်လို့ခေါင်းညှိပြတယ်ကောင်းပါပြီအကျိုးကြောင့်အသေးစိတ်ပြောပြပါကျွန်တော်တို့လာခဲ့ပါမယ်မင်းထင်ဖုန်းချလိုက်ပြီးစီယာရိုင်ကိုနိုင်နိုင်နင်းနင်းကင်လိုက်တယ်မေသွန်းငါတို့အားလက်ရက်ခီးစင်တော့ပြတ်သွားပြီထင်တယ်မေသွန်းကရီလိုက်တယ်ကိစ္စမရှိပါဘူးဆရာဗကန်ဖျားဖူးရင်အလုပ်လုပ်ကြတာပေါ့ကားလီကမေမြို့အစင်းလန်းတိုင်းအရှိန်နဲ့မောင်းနှင်လာတယ်နောက်ခန်းကတစ်တာထဲမှာတော့
ကျိုးပဲ့နေတဲ့ဆောင်းရိုင်းသားကတစ်ချက်လှုပ်သွားတယ်။မေမြို့တောင်ကုန်းပေါ်ကအင်နီကြီးကတော့မြူနင်းနေကြမှာတိတ်ဆိတ်စွာကြံရိပ်ခဲ့ပါတော့တယ်။နောက်ထပ်ဧည့်သည်တွေရောက်မလာမချင်းပေါ့။ဒီညမှာတော့မေမြို့တောင်ကုန်းမှာ6လန့်ချင်းဆိုတဲ့စသိမ်းပိုင်းလေးကဒီမှာရင်ပြီးဆုံးပါပြီရှင်။နောက်ထပ်လာမယ့်ဇလန်းလေးတွေကိုလည်းဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်။ဆက်လက်နားဆင်နိုင်ရတဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ရှင်။နားဆင်သူပြည်သက်များအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျွန်မကတော့စာဖတ်သူပန်းခတ်ဖြစ်ပါတယ်ရှင်။